အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကအဆုံးမဲ့ရှင်သန်ခြင်းအတွဲတစ်အပိုင်းနှစ်ပဲဖြစ်ပါတယ်ဇလန်းအစမှာတော့နဂါမြင့်ရဲ့ကမ်းခြေတနေရာမှာဖမ်းအံတယောက်တိုင်လေးကျင်းနေခဲ့ပါတယ်ဖမ်းမိသားစုရဲ့ကိုယ်ခံပညာတိုင်းပုံစံတွေကိုတိတ်တိတ်လေးထုတ်လေးကျင်းနေချိန်မှာပဲခြေထဲကနေလူတယောက်မျောလာနေတာကိုသူမျက်နီကကကြီးလိုက်တဲ့အခါရင်ဘက်အလဲမှာတင်းထန်လုံးနဲ့ဓာတ်တန်ရတစ်ခုသွေးရောင်နဲ့အတူတင်ရှားရှားတွေးလိုက်ရပါတယ်အာနာပိုင်တွေကိုအကြောင်းကြားဖို့ခဏတစ်ချက်တွေးမိခဲ့ပေမဲ့သူကိုယ်တိုင်ကခိုးထွက်ပြီးလေ့ကျင့်နေခဲ့တာမလို့အကြောင်းကြားလိုက်ရင်မလိုလားအပ်တဲ့ပြဿနာတွေပိုပြီးကြုံလာနိုင်တယ်ဆိုတာကိုသူကောင်းကောင်းသိနေခဲ့ပါတယ်။ဒါနဲ့လူရဲ့လေပင်ကိုကန်ပြီးတွေးကြောကိုစမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့အသက်ရှူတန်မရှိတော့တာကိုဖမ်းဟန်တဘောပေါက်သွားခဲ့ပါတယ်။သူခဏလောက်တိတ်ဆိတ်သွားခဲ့ပြီးမျက်လုံးတွေထဲမှာတော့မရှင်းမလင်းအရိပ်တွေလင်းလက်သွားခဲ့ပါတယ်။နောက်ဆုံးတော့အေးစမ်းစွာအနားယူခွင့်ပေးတာပဲအကောင်းဆုံးဖြစ်မယ်လို့စိတ်ထဲမှာဆုံးဖြတ်လိုက်ပြီးဒီလူကိုမြေမြုပ်ပေးဖို့ဖမ်းဟန်လှုပ်ဆောင်ပါတော့အိမ်တော်ထင်းကတော့ဒါကသူမပြက်လာတာကိုကြိုဆိုတဲ့ပွဲဖြစ်တဲ့အပြင်အိမ်ရှိမှလည်းသခင်ကြီးနဲ့ဘယင်မအမိတ်ပြန်တဲ့လူကစောင့်နေတဲ့ကြောင်းဒါအပြင်ဒုတိယသခင်မလေးကရှားပါသားရဲတွေကိုအမဲလိုက်ထားကြောင်းကိုပြောပြနေခဲ့ပါတယ်ဒါပေမဲ့သူမကတော့အတွင်းထဲရလာတာကြောင့်အနားယူခြင်းတစ်ဖြစ်ကျိုးဆိုပွဲကိုဖျက်သိမ်းခိုင်းခဲ့ပြီးဘရင်အမိတ်တော်ကိုအိမ်တော်တင်းဟာလက်ခံယူခိုင်းလိုက်ပါတယ်။ထို့နောက်အဖေနဲ့ချင်းဝေကိုသူမအားလာမတွေ့ခိုင်းပဲအိမ်တော်တင်းနဲ့ဒုတိယဦးလေးကိုသာချက်ချင်းလာတွေ့ဖို့ပြောကတိတ်တဆိတ်ထွက်သွားခဲ့ပါတယ်။အိမ်တော်တင်းလည်းအမိတ်နာခံပါသည်လို့ပြန်ပြေးကြကနေရမှာပဲကြံခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းဖမ်းဟန်ကမြေမြုပ်ဝေးဖို့အတွက်ပိုင်ဟန်းချံကိုဆွဲတင်လာရင်ကျိုးချောက်အမြူတွေကပြုတ်ကျလာခဲ့ပါတယ်။ဖမ်းဟန်ကလည်းအမြူတွေကိုကောက်ယူကြည့်လိုက်ပြီးဘယ်ရလဲဆိုတာမသိပေမဲ့နမ်းကြည့်လိုက်တဲ့အခါပေါ်ပါပြီးလန်းဆန်းတယ်လို့ခံစားရတာကြောင့်ဖမ်းမိသားစုမျိုးနယ်တွေတိုင်းလေးချင်းတဲ့အခါစွမ်းအားတိုးဖို့အတွက်တောက်ကြတဲ့ဆေးလုံးတစ်မျိုးလုံးထက်နှာခေါင်းထဲကိုဝင်သွားခဲ့ပြီးလက်တွေကတုံလုသွားတာပါဖမ်းဟန်ကတော့တေလူရဲ့ပစ္စည်းကိုမယူတာကပိုကောင်းတယ်ထို့နောက်သူကကိုယ်တိုင်ကိုကြချွတ်ချန်ကိုင်းရဲ့ပိုင်ဟန်ချံဖြစ်ကြောင်းအစောပိုင်းမှာဖန်ချင်းရွှဲကြောင့်တည်ဆုံးခဲ့ရပြီးဖမ်းဟန်ကကျိုးချောင်းအမြူတွေကိုထုတ်ယူလိုက်တာကြောင့်ဈေးအနီးတင်ကပြန်လည်အလုပ်လုပ်ခါခဏတာအသက်ရှင်လာခဲ့တာဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်။ဖမ်းဟန်ကတော့အကြီးကတယောက်တည်ပြီးမှပြန်ရှင်လာတာလားဆိုပြီးအံ့ဩသင့်စွာမေးနေခဲ့ပါတယ်။ပိုင်ချန်ကလည်းသဘောကျသွားတဲ့အပြုံးနဲ့ငါကဒီလိုလွယ်တည်မဲ့လူမဟုတ်ဘူးလို့ဆိုလိုက်ပြီးဖမ်းဟန်ရဲ့အဝတ်အစားမြေပြင်ပေါ်မှာကြံနေတဲ့တိုင်းလေးကျင့်ထားတဲ့ခြေရာတွေကိုအကဲခတ်ကြည့်လိုက်ပါတယ်။ထို့နောက်ဖမ်းဟန်ကဖမ်းမိသားစုကတားမြစ်ထားတဲ့ကိုယ်ခံပညာကိုခိုးယူလေ့ကျင့်နေတဲ့ထူးခြားတဲ့ကျင့်စဉ်ကိုပါသင်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဒီကျင့်စဉ်တွေကိုဆက်လက်ကျင့်သွားရင်နောက်တစ်ချိန်မှာထင်ပေါ်ကျော်ကြားလာပြီးမတည်မှုစွမ်းအားလှိုးဝက်ဖုံကိုတောင်ရောက်နိုင်ကြောင်းကိုပါရှင်းပြနေခဲ့ပါတယ်။ဒါပေမဲ့ဖမ်းဟန်အတွက်အဲ့ဒီကျင့်စဉ်တွေကိုလေ့ကျင့်ပြီးရင်ဖန်ချင်းရွှဲကိုတက်ခါလက်ချားရှိရမယ်ဆိုတဲ့အခြေအနေပါဝင်နေခဲ့ပါတယ်။ဖန်မိသားစုအတွင်းမှာဖမ်းဟန်ကတလိဆန်တွေထက်တောင်ပုံမှုအနှိမ်ခံရသူဖြစ်တာကြောင့်ဖန်မိသားစုအတွက်အသက်ဆုံးပေးရမယ်ဆိုတာကိုစိတ်ထဲမှာဝင်လေးနေခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ကိုသူ့အတွက်ပြန်လည်မွေးဖွားတဲ့နေ့လို့တွေးကဒူးထောက်ပြီးဆရာလို့ခေါ်ဆိုကခါရပြုလိုက်ပါတယ်။ပိုင်ချန်ကလည်းဒီနေ့ကစပြီးဖမ်းဟန်ဟာချင်းချန်ကိုင်းရဲ့တပည့်ဖြစ်သွားပြီလို့ပြောလိုက်ပြီးချင်းချန်ကိုင်းကရီးရကိုင်းနဲ့ရှင်နိုင်နဲ့ကြီးမားတဲ့ဂိုင်းဆယ်ဂိုင်းတွေကတကိုင်းဖြစ်ကြောင်းသူ့အနေနဲ့လည်းတပည့်တစ်ယောက်တည်းပဲရှိကြောင်းကိုပါပြောလိုက်ပါတယ်သူကအစောပိုင်းမှာရရှိထားတဲ့မြေပုံနဲ့အညူတွေကိုဂိုင်းကိုပြန်ပေးပြီးအတွင်းတစ်ပည့်ကြီးဖြစ်လာအောင်လုပ်ဖို့ရည်ရွယ်ထားပေမဲ့လမ်းမှာလုံခြံခံခဲ့ရတာကြောင့်အချိန်မကျန်တော့ဘူးလို့ဆိုကဖမ်းဟန်ကိုချက်ချင်းကျိုးချောင်းအမြူတရားကြောင်းကိုပါပိုင်ဟန်းချန်ကပြောနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစကားတွေပြောပြီးချိန်မှာပဲဆရာရဲ့အသက်ရှင်မှုကတဖြည်းဖြည်းပြတ်တောက်သွားပြီးအမြူတီစီးကလည်းအခြေအနေကိုပြောင်းလဲမပေးနိုင်တော့ပါဘူး။နောက်ဆုံးအဖြစ်မင်းကဆရာအစားကောင်းကောင်းအသက်ရှင်ရမယ်လို့ပြောလိုက်ပြီးပိုင်ဟန်းချန်ရဲ့အသက်ရှင်မှုကလုံးဝတောက်ွယ်သွားပါတော့တယ်။တစ်ဖက်မှာတော့ဖန်ချင်းရွှဲရဲ့ဆိုင်ရင်အတွင်းမှာဖိုင်တော်ရင်းကဘရင်ရဲ့အမိတ်စာကိုလက်ခံရရှိပြီးဖြစ်တယ်လို့ကျူဆူဝဲကိုလည်းချက်ချင်းဖြတ်သိမ်းလိုက်ပြီးတခင်မလေးရဲ့ခွင့်ပြုချက်မရှိပဲဘသူမှဆိုင်ရင်ထဲဝင်ခွင့်မရှိဘူးလို့ညံကိုကြီးလိုက်ပြီးပိုင်
ပိုင်ဟင်းချန်ရဲ့အသက်ကိုယူပြီးသွားပြီဆိုတဲ့အကြောင်းကိုတူတူတောင်းတောင်းပြောလိုက်ပါတယ်။နဲ့ဂရီပြူလိုက်ပါတယ်။နော်ဒင်းကညကဖန်ဆင်းရွှဲကျဲ9စင်းတိုက်ပညာကိုညမနက်အချိန်တိုင်းအားရင်အားသလိုကြိုးစားစားလေ့ကျင့်ပါတော့တယ်။အလုံးလုံးနေရင်ဓာတ်တွေမြောက်ခြေတွေမြောက်ပြီးလေ့ကျင့်နေတဲ့ဖန်းဟန်ကိုဒါပေမဲ့ဖန်းဟန်ကတော့တစ်ချက်မှမလွဲပဲပထမကျဲနတ်ဆိုးဖြက်စီဒုတိယကျဲလှိုးဝက်ပညာတတိယကျဲစင်ကြယ်သောနေရောင်ကြီးလေးပွင့်မြောက်ကျဲကောင်းကင်ကိုတိုက်ကုန်ပါပဲဒီလိုနဲ့တလားလောက်ကြာသွားတဲ့အခါကျဲ6ခွင်ရှုပ်ထွေးပွေလီကျဲ9ခွင်စကြဝဠာလောက်ခခြင်းကိုပါနောက်ဆုံးတော့ဒီရအားလုံးဟာကျိုးချောက်အမျိုးတွေကြောက်ပဲဆိုတာကိုလက်ခံခဲ့ပါတယ်တစ်ဖက်မှာတော့ဖန်ကြီးရှမ်းကလှုပ်ဝက်စွာနဲ့လုံးရင်မြင့်တစ်ချောင်းတလားကြော့ကြအောင်ရှာဖွေခဲ့ပေမဲ့ပန်းဟန်ချန်ရဲ့အလောင်းကိုမတွေ့ရှိနိုင်ခဲ့ပါဘူးဒါနဲ့ပဲယုံကြည်ရတဲ့လူတွေကိုလုံးရင်ပြည်နယ်အတွင်းတခြားနေတော့တယ်ထိုခဏမှာပဲအိမ်တော်တိန်ရောက်လာပြီးဖမ်းအမှန်တီးသွားတာနဲ့ညီနေရလှန်ဆိုင်တယ်လို့သူကပါမင်းတခုလို့ဆွဆွဲလိုက်ပြီးထက်ရိုက်ခိုင်းခဲ့ပါတယ်ဒါပေမဲ့ဖမ်းရဲ့လက်ချက်အနှဲငယ်နဲ့တင်သူ့လူတွေကဝင်မရရဲတော့ပဲအားလုံးတွတ်ဆုံသွားကြပါတယ်အဲ့ဒီအချိန်အကုန်လုံးရက်ကြဆိုတဲ့အတန်တန်နဲ့အတူဖန်ချင်းရွှဲကိုတိုင်ရောက်လာခဲ့ပါတယ်ဖမ်းကတော့ဖန်ချင်းရွှဲကိုကြည့်ရင်မတိမျိုးစွန့်ရင်လည်းပဲတကယ်ပဲနဖျားဆန်ပြီးထူကြတယ်လို့တွေးမိသွားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကသူ့ကိုဓာတ်ရိုက်စိတ်ကြည့်နေတာကိုမြင်လိုက်တဲ့အချိန်ဖမ်းရဲ့နှလုံးသားထဲမှာမတိမတာစိုးရင်စိတ်ဝင်လာခဲ့ပါတယ်သူ့စီမှာရှိတဲ့ကျိုးချောင်းအမျိုးတွေဆေးလုံးအကြောင်းသိသွားပြီလားအဲ့ဒီအတွေ့မဆုံးသေးခင်မှာပဲဖန်ချင်းရွှေရဲ့အတန်ကထွက်ပေါ်လာခဲ့ပါတယ်စောနာကသူသုံးခဲ့တဲ့အရာကဖန်မျိုးနွယ်ရဲ့ကိုယ်ခံပညာမဟုတ်ဘူးလားမင်းအဲ့ဒီပညာကိုခိုးတင်နေတာလားအဲ့ဒီစကားကြောင့်ဖန်ရဲ့မျက်နှာကချက်ချင်းဖြူဖြော့သွားပြီးချက်ချင်းဒူးထောက်ကျသွားခဲ့ပါတယ်ထို့နောက်တေးသေးမှလည်းလို့ပြောပြီးမတော်တဆတွေးမိရာကနေမနေနိုင်လို့လေ့ကျင့်ခဲ့ရတဲ့အကြောင်းအကုန်လုံးကိုရှင်းပြပြီးခွင့်လွှတ်ပေးဖို့ကိုတောင်းဆိုနေခဲ့ပါတယ်ဒါပေမဲ့ဖန်ချင်းရွှေကတော့အဲ့ဒီကိစ္စကိုပြဿနာမထင်လို့အဲ့ဒါထက်သူမသိကျင်တာကမင်းဘလို့လုပ်ပြီးနေဆွမ်းအားအဆင့်ကိုရောက်အောင်လေ့ကျင့်နိုင်ခဲ့တာလေလို့မေးလာခဲ့ပါတယ်ဖန်မီသားစုဝင်တွေထဲမှာတော့မင်းတို့အဆင့်ရောက်နိုင်တဲ့သူကအရန်ရှားတယ်ဒီစကားကြောင့်ဖန်အနေနဲ့အမားတစ်ခုဆိုရင်အသက်ဆုံးနိုင်တဲ့ကိုသိနေခဲ့ပြီမဲ့ဆရာဖြစ်သူရဲ့ကျူတင်မှာကြားချက်ကိုတတိယပြီးလွန်ခဲ့တဲ့9နှစ်ကကံကောင်းစွာတွေ့ခဲ့တဲ့ဂျိုးတစ်ချောင်းပါတယ်မူရဲ့အသေးချေကိုမတော်တဆစားမိရာကစွမ်းရည်နေတိုးလာခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဖန်ချင်းရွှေကနည်းနည်းခဏသာစဉ်းစားလိုက်ပြီးအဲ့ဒီငွေမျိုးတကယ်ရှိရတော့ဟုတ်တယ်ဒါပေမဲ့9နှစ်အတွင်းနတ်စွမ်းရည်အဆင့်ကိုရောက်တယ်ဆိုတာကငွေသေးချေတစ်ခုတည်းကြောက်ဆိုရင်မင်းကအရန်ကံကောင်းတဲ့သူပဲဒါသူမနဲ့အတူရွေးရတောင်ကိုလိုက်ခဲ့ဆိုပြီးသူမရဲ့ခန္ဓာကိုယ်ကအလင်းတစ်ချက်လိုပျောက်ကွယ်သွားခဲ့ပါတယ်ဖန်ကကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပြီးနောက်ကျန်ခဲ့တဲ့လူတွေကတော့ခွေးကန်ကောင်းလို့အပုတ်ချပြောဆိုနေကြပါတယ်ဒါပေမဲ့ဖန်ရဲ့စိတ်ထဲမှာတော့ရွေးရတောင်ကိုတက်လိုက်ရပြီဆိုတာနဲ့ဆရာကငါ့ကိုလိုက်သွားခိုင်းပြီးဒီမိမကိုတက်စီကျင်တာပဲဆိုတဲ့အတွေ့ကတိတ်တိတ်ကြီးပေါက်ပွားလာခဲ့ပါတော့တယ်